Hi hello အားလုံးပဲမင်္ဂလာပါရှင်အမ်ဒီဟာလေးကတော့ကျွန်တော်တို့ကျောင်းမှာတင်တန်းတက်ပြီးတော့မှအဲ့တင်တန်းပြီးတော့လက်ဆောင်ပေးလို့ရထားတဲ့ရုပ်လေးပေါ့နော်ချစ်စရာလေးနော်ဒီနေ့ကျွန်တော်ပြောဖို့အတွက်စဉ်းစားမိရလေးကကြတော့လေ Chelsea ပေါ့နော်မနာလိုဝင်တူမှုကအဲ့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့လိုပြောပြောရရင်တော့ကျွန်တော်မှာ Chelsea နဲ့အောင်မနာလိုဝင်တူမှုနဲ့အောင်ကျွန်တော်ဘယ်လိုမျိုးစူးစမ်းခဲ့လဲပေါ့နော်ဘယ်လိုမျိုးစူးစမ်းခဲ့လဲပြီးတော့ကဒီ Jealousy ဖြစ်မှုမနာလိုဝင်တူမှုဖြစ်မှုတွေကဘယ်လိုအကြောင်းရင်းကြောင့်မလို့ဖြစ်ပေါ်လာလဲဆိုတာလေးကိုတစ်ချက်ပြောချင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတွေအရာအခုကျွန်တော်ပြောမယ့်အရာတွေအားလုံးကဒူတော်များများလဲတိမှာပါတိမယ်ဆိုပေမဲ့ဂယုမပြုတ်ပဲနဲ့ကိုတိုင်းပြင်ဆင်ဖို့အတွက်မပြင်ဆင်မဲနဲ့ထားတဲ့အရာတွေလည်းရှိမှာပေါ့နော်အဲ့တော့ခါကျတော့ဒီနေ့အဲ့လိုပြောမဲ့ jealousy အကြောင်းပေါ့နော် jealousy မနာလိုဝင်တူမှုကကြတော့များသောအားဖြင့်ဘလို့ချိန်နေမှာဖြစ်လဲဆိုတော့ခါကျတော့ကိုပြည့်စုံနေလို့မခံစားရတာပဲကို perfect ဖြစ်တယ်လို့မခံစားရတာပဲဖြစ်ဖြစ်အဲ့လိုမျိုးကိုအရန်ပေါ့နော် not enough ပေါ့နော် not enough ဆိုပြီးတော့မှကိုလုံလောက်တယ်လို့မခံစားရတာပဲဖြစ်ဖြစ်ပြီးတော့ပေါ့နော်သူတပားနဲ့နှိုင်းရှင်မိတဲ့အခါတွေမှာတော်တော်များများအဲ့လိုမျိုး jealousy တွေဖြစ်လာကြရပေါ့နော်ပြီးတော့ခါကျတော့ကျွန်တော်တို့နဲ့အတူတူlevel 2တို့ကိုကခံစားထားတဲ့လူဒါမှမဟုတ် level 9တယ်လို့ခံစားထားတဲ့လူတယောက်ကကိုယ့်ထက်တာသွားတဲ့အခါမျိုးမှာကိုယ့်ထက်အဲ့လိုမျိုးကိုယ့်ထက်တာသွားတဲ့ခါမျိုးမှာပဲဖြစ်ဖြစ်ဥပမာကိုယ့်ထက်နှိမ့်တဲ့လူကကိုယ့်နဲ့ level 2ဖြစ်လာပြီလို့ခံစားရတဲ့အခါဖြစ်ဖြစ်ကိုယ့်နဲ့ level 2တဲ့လူကကိုယ့်ထက်မြင့်သွားတယ်လို့ခံစားရတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့တွေက jealousy ဝင်လာတယ်ပေါ့နော် jealousy ဝင်လာတယ်အဓိကပြောရရင်တော့မူရိတာမပွားနိုင်တဲ့စိတ်ကြောင့်မလို့ပေါ့နော်ကျွန်တော်တို့တွေကကိုတိုင်းအရန်ကိုဘယ်လိုပြောမလဲကို self standard အနေနဲ့အရေးပါခြင်းလာတဲ့အခါမျိုးမှာဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်သူကကိုယ့်ထက်တာသွားမှာသူကကိုယ့်ထက်နေရာရသွားမှာကိုအဲ့လိုမျိုးမလိုချင်ကြတဲ့အခါမျိုးမှာ jealousy တွေဖြစ်လာကြတယ်ပေါ့နော်jealousy တွေဖြစ်လာကြတဲ့အကြောင်းရင်းကတော့ငယ်စဉ်ကတည်းကအရန်ကိုအဲ့လိုမျိုးနှိုင်းရှင်ခံခဲ့ရတာပဲဖြစ်ဖြစ်အမြဲတမ်းပေါ့နော်နှိုင်းရှင်ကိုတိုင်းကလည်းအဲ့လိုနှိုင်းရှင်ပြီးတော့မှကိုတိမ်ငယ်စိတ်တွေအမြဲများတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ jealousy type ပုံစံအနေနဲ့ကျွန်တော်တို့ကရှင်းတန်းလာကြရတယ်ပေါ့နော်အဲ့မှာနောက်ဆုံးမှာကျွန်တော်ဘယ်လိုဖြစ်လဲဆိုတော့ခါကြတော့အဲ့လို jealousy တွေများလာတဲ့လူတယောက်ကကိုအရန်တိမ်ငယ်စိတ်တွေများပြီးတဲ့အခါမှာအရန်ကိုdrama တွေခင်းတတ်ကြရဲပေါ့နော် drama တွေခင်းတတ်ကြတယ်ဘယ်လို drama တွေခင်းလဲဆိုတော့ခါကြတော့ကိုတနာညာတောင်မှုရှိလာအောင်လို့အဲ့လိုမျိုးသူသဖြင့် main ကလေးတွေမှာညာရဲပေါ့နော်သူသဖြင့် main ကလေးတွေမှာညာရဲဆိုတာတခြားတယောက်ကို jealousy ဖြစ်လာတဲ့အခါမှာအဲ့ဒီလူရဲ့နေရာကိုကလိုချင်လာတဲ့အခါကိုသူတို့ကအရေးပေးလာအောင်လို့ drama တွေခင်းကြရဲပေါ့နော်အဲ့လို drama တွေခင်းကြတယ်အဲ့လိုမျိုးအရန်ကိုအားနေပြတယ်ပေါ့နော်အရန်ကိုအားမနေပေမဲ့လည်းအားနေနေတဲ့ပုံစံမျိုးတွေအရန်ကို drama တွေခင်းကြတယ် drama တွေခင်းပြီးတော့ခါကြတော့သူတို့ကနေရာရယူကြတယ်ပေါ့နော်အဲ့လိုတစ်ဖက်လူရဲ့နေရာရရှိမှု attention ကိုသူတို့တွေကဖြတ်လို့ဖြတ်စီးလောက်ကြရပေါ့နော်နေရာရရှိနေမှုကိုသူတို့တွေကဖြတ်လို့ဖြတ်စီးလောက်ကြရတယ်အဲ့တော့ခါကျတော့ကျွန်တော်ကိုယ်တိုင်လည်း jealousy type မဖြစ်ခဲ့ဘူးလားဆိုတော့ဖြစ်ခဲ့တယ်ကျွန်တော်လည်း jealousy type ဖြစ်ခဲ့တယ်ဒါပေမဲ့
ကျွန်တော် jealousy တိုက်ဖြစ်ခဲ့တဲ့ဟာကိုအစတော့ကျွန်တော်ကငါက jealousy သူများကိုဖြစ်နေရပါလားလို့ကျွန်တော်သတိမထားမိခဲ့တဲ့အထိကျွန်တော်ဖြစ်ခဲ့ဘူးတယ်အဲ့တော့ဖြစ်ခဲ့ဘူးတဲ့အခါမှာနောက်ပိုင်းမှာကျတော့အဲ့လိုမျိုးပေါ့နော်ကိုဆိုးကိုတန့်စင်မှုတွေလုပ်လာတဲ့အခါမှာကိုယ့်ရဲ့ jealousy ဖြစ်မှုကိုကျွန်တော်ကိုယ့်အကိုသတိထားမိလာရပေါ့နော်အရင်တော့ကြောင့် jealousy သူများပေါ်မှာ jealousy ဖြစ်လို့ဖြစ်မှန်းမသိဖြစ်နေတဲ့ပုံစံကိုကျွန်တော်သတိထားမိလာတယ်သတိထားမိလာတဲ့အခါမှာကျွန်တော်တဖြည်းဖြည်းနဲ့ပြုပြင်ပြောင်းလဲယူလာတယ်ပြုပြင်ပြောင်းလဲယူလာတဲ့အခါမှာကျွန်တော်တို့ကအထူးသဖြင့်ခုနပြောသလိုပေါ့နော်ကို့မှာရှိတဲ့တိမ်ငယ်စိတ်တွေအကုန်လုံးဖျောက်ဖျက်နိုင်မှုအတွက်လုပ်ရတယ်ပေါ့နော်လုပ်ရတဲ့အခါမှာအတတ်နိုင်ဆုံးကိုလက်ခံနိုင်မှုကိုအတိမတ်ပြုဖို့အရင်စူးစမ်းပြီးတော့ဟာသူတစ်ပါးနဲ့မနိုင်ရှင်မှုကျွန်တော်ကစူးစမ်းလာရပေါ့နော်သူ့ရဲ့ဖြစ်တည်မှုကသူ့ရဲ့ဖြစ်တည်မှုအတိုင်းပဲကျွန်တော်ရဲ့ဖြစ်တည်မှုကကျွန်တော်ရဲ့ဖြစ်တည်မှုအတိုင်းပဲသူဟာလည်းသူ့ဘဝကံကြိုးပေးကြောင်လို့ဒီလိုမျိုးဖြစ်တည်နေတာဖြစ်တယ်ကျွန်တော်ကလည်းကျွန်တော်ဘဝကျွန်တော်ရဲ့ self journey ဆိုတာရှိတဲ့အတွက်ကျွန်တော်ဘဝကျွန်တော် self journey ကိုကျွန်တော်ကလက်ခံနေဆိုပြီးတော့မှအဲ့လိုမျိုးပေါ့နော်အဲ့လိုနည်းရည်နဲ့ကျွန်တော်ကကိုဖြစ်တည်မှုကိုအဲ့လိုမျိုးလက်ခံပြီးတော့မှတိတ်ငယ်စိတ်တွေကိုဖျောက်တယ်ပေါ့နော်လူတိုင်းကတယောက်စီမှာတယောက်ရဲ့ကိုယ်ပိုင် journey ဆိုတာရှိတယ်ဆိုတာကိုလက်ခံနိုင်အောင်ကျွန်တော်စူးစမ်းရပေါ့နော်စူးစမ်းပြီးတဲ့အခါမှာနောက်ကျွန်တော်ထက်အဲ့လိုမျိုးအဲ့လိုတာသွားတဲ့လူတွေရှိရဆိုလို့ရှိရင်လည်းအတက်နိုင်ဆုံးကျွန်တော်မူရိတာပွားနိုင်အောင်စူးစမ်းရပေါ့နော်ဘာလို့လဲဘလို့စိတ်နဲ့စူးစမ်းလဲဆိုတော့သူဘဝကောင်းစားသွားတာပါလားဆိုပြီးတော့မှသူ့ဘဝကောင်းစားသွားတာပါလားဆိုတော့ကျွန်တော်လက်ခုပ်တီးပေးတယ် cheer လုပ်ပေးရပေါ့နော် cheer လုပ်ပေးပြီးတော့ခါကျငါတကယ်လို့ကိုကသူ့ကိုအားကြတယ်ဆိုလို့ရှိရင်ကိုယ်တိုင်စူးစမ်းတယ်ပေါ့နော်ကိုယ်တိုင်စူးစမ်းတယ်โอเคငါသူ့ကိုအားကြရဲဆိုလို့ရှိရင်โอเคသူ့မှာသူကသူ့ရဲ့ကိုယ်ပိုင်ရေးချင်းနဲ့သူဒီလိုဖြစ်သွားတဲ့အတွက်ငါသူ့ကို sharing လုပ်တယ်ငါရောငါဘဝမှာငါရဲ့အရေးချင်းတွေငါဘာတွေရှိလဲငါရဲ့ကိုယ်ပိုင်ရေးချင်းတွေဘာတွေရှိလဲငါရဲ့ကိုယ်ပိုင်ရေးချင်းတွေငါဘာဖြစ်မြောက်အောင်လုပ်နိုင်လဲဆိုပြီးတော့မှကိုယ်ကိုပြန်သုံးသပ်ဖြစ်တယ်ပေါ့နော်သုံးသပ်ဖြစ်ပြီးတော့ခါကျအဲ့ကိုယ်ပိုင်ရေးချင်းတွေကိုသုံးချပြီးတော့မှကျွန်တော်ကလည်းကျွန်တော်ရဲ့လမ်းကိုကျွန်တော်ရှောက်ချင်းနဲ့သူလိုမဖြစ်နိုင်ရင်တော့မှကျွန်တော်ရဲ့လမ်းကိုကျွန်တော်ရှောက်ချင်းနဲ့ကျွန်တော်တို့နေရာတစ်ခုကိုကျွန်တော်ရှောက်ခွင့်ရင်းနဲ့မှကျွန်တော်ကအဲ့လိုမျိုးနေတယ်ပေါ့နော်နောက်တစ်ချက်ကကျွန်တော်ဗာပြောချင်လဲဆိုတော့ခါကျတော့jealousy ကဘလို့ခါမျိုးမှလည်းဖြစ်တယ်လဲဆိုတော့ခါကျအားကြစိတ်တွေများလာတဲ့အခါမှာပေါ့နော်အားကြစိတ်တွေသူများကို unveil ပေါ့နော် unveil အားကြစိတ်တွေများလာတဲ့အခါမှာအားကြစိတ်တွေနဲ့ကျွန်တော်မှာစိတ်တစ်ခုရှိတာကကြတော့သူ့ကိုအားကြလို့ရှိရင်သူ့လိုဖြစ်အောင်ကြိုးစားဆိုတဲ့စိတ်တော့ရှိရပေါ့နော်ဒါပေမဲ့သူ့လိုမဖြစ်လို့ဆိုပြီးတော့မှသူ့ကိုသွားပြီးတော့မှ jealousy ဝင်လို့မရဘူးပေါ့နော်ဒါသူ့ရဲ့ကုသိုလ်ဘဝဘေးကံသူ့ရဲ့စူးစမ်းမှုသူ့ရဲ့အရေးချင်းနဲ့သူ့ရဲ့သူဖြစ်တဲ့တော့ကျွန်တော်တို့မှာ jealousy ဖြစ်လို့မရဘူးပေါ့နော်ဒါပေမဲ့တချို့လူတွေကကြတော့သူ့ကိုအားကြတယ်သူ့လိုဖြစ်ဖို့စူးစမ်းတယ်သူလုံနိုင်တယ်လို့လုပ်ကြည့်တယ်လိုက်လုပ်တယ်ဒါပေမဲ့မဖြစ်တဲ့အခါမှာသူတို့ကဘလို့ဖြစ်လဲဆိုတော့အခါကြတော့သူတို့အားကြတဲ့လူသူတို့က jealousy ဝင်သွားတယ်မနာလိုမုန်းထားမှုတွေဖြစ်သွားတယ်ဘာလို့လဲသူတော်မှဖြစ်နိုင်တယ်ငါဘာလို့မဖြစ်နိုင်တာလဲဆိုတဲ့အဲ့လိုမျိုးနှိုင်းရှင်မှုတွေနဲ့ပေါ့နော်နှိုင်းရှင်မှုတွေနဲ့သူတို့ရဲ့အားကြမှုကနေပြီးတော့မှလေးစားမှုအနေနဲ့မပြောင်းမဲနဲ့သူတို့က jealousy မနာလိုမုန်းထားမှုဆိုတဲ့အတိုင်းတာကိုသူတို့ကပြောင်းသွားတယ်ပေါ့နော် dark path ကိုပြောင်းသွားတယ်ပေါ့နော်အဲ့တော့ခါကျတော့ dark path ကိုပြောင်းသွားတဲ့အခါမှာဘယ်လိုတွေဖြစ်လဲဆိုတော့ခါကျတော့ငါကြတော့ဘာလို့ဒီလိုစူးစမ်းသူ့လိုလိုက်လို့ရတဲ့နဲ့ဘာလို့မဖြစ်တာလဲဆိုတော့မိခွန်းကိုကျွန်တော်ဖြေရမယ်ဆိုလို့ရှိရင်ခုနပြောသလိုကျွန်တော်တို့မှာကိုယ်ပိုင်ရည်ချင်းတွေရှိတယ်ကိုယ်ပိုင် journey self journey ဆိုတာရှိတယ်အဲ့တော့ခါကျတော့သူကဒီလိုမျိုးနီးနဲ့အောင်မြင်မိမဲ့ကိုကအဲ့လိုနီးနဲ့လိုက်လို့အောင်မြင်ခြင်းမအောင်မြင်မယ်ဘာလို့လဲသူရှောက်ရမယ့်ဂျာနီနဲ့ကိုရှောက်ရမယ့်ဂျာနီနဲ့မတူတဲ့အတွက်သူ့မှာရှိတဲ့အရေးချင်းနဲ့ကို့မှာရှိတဲ့အရေးချင်းနဲ့မတူညီတဲ့အတွက်ကျွန်တော်တို့ကသူ့လုပ်တဲ့အတိုင်းလိုက်လုပ်ရင်တော့မှသူ့လိုမျိုးအောင်မြင်မယ်ဆိုတော့တထစ်ချပြောလို့ရတဲ့အရာမျိုးမရှိတဲ့အတွက်ကျွန်တော်တို့ကအဲ့လိုမျိုးမဖြစ်မြောက်ခြင်းဖြစ်တယ်အဲ့တော့ခါကျတော့ကျွန်တော်ပြောချင်တာကတကယ်လို့သူ့ကိုအားကြတယ်သူ့လိုဖြစ်ချင်တယ်ဆိုလို့ရှိရင်သူလုပ်တဲ့နေတိုင်းလိုက်လုပ်မယ်ဆိုရင်တော့မှကိုရိုင်းရဲ့ self journey ကိုရှာဖွေပြီးတော့ခါကြတော့ကိုရိုင်းရဲ့ self journey အတိုင်းရှောက်မှပဲ
ကိုယ့်ရဲ့အောင်မြင်မှုကိုရမယ်ဆိုတာကိုကျွန်တော်ကပြောချင်တယ်ပေါ့နော်အဲ့တော့ခါကျတော့ကျွန်တော်အမှန်ပြောရရင်တော့ပေါ့နော်သူလျှောက်တဲ့ဂျာနီတိုင်းလိုက်လျှောက်ပေမဲ့မအောင်မြင်မှုဆိုတာကသူလျှောက်တဲ့ဂျာနီကသူ့ရဲ့ဂျာနီမို့လို့ပါကိုလျှောက်ရမယ့်ဂျာနီကိုကိုယ်တိုင်သူ့ရှီကနေပြီးတော့မှဘယ်လိုပြောမလဲ reference အနေနဲ့ယူပေါ့နော်ယူပြီးတော့ခါကျတော့ကိုလျှောက်ရမယ့်ဂျာနီကိုလမ်းသစ်တစ်ခုအနေနဲ့ဖောက်ပြီးတော့ရှောက်မှာပဲကျွန်တော်တို့ရဲ့ကိုယ်ပိုင်အောင်မြင်မှုကိုကျွန်တော်တို့ကရမှာပါဒါကျွန်တော်အဲ့လိုမျိုးပေါ့နော်အတွေးပေါက်လာတဲ့အရာပေါ့နော်ကျွန်တော်တို့တွေကသူများပေါ် jealousy အဲ့လိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်မနာလိုမုန်းထုတ်မှုဖြစ်လာပြီခုနပြောလို့အားကြမှုကနေပြီးတော့မှလေးစားမှုကိုပြောင်းရမှာမပြောင်းနိုင်မဲနဲ့မနာလိုမုန်းထားမှုတွေဖြစ်လာတဲ့အခါမှာအဲ့ဒီလူရဲ့ journey ကိုထပ်ပြီးတော့မှ shiny ဖြစ်တောက်ပအောင်ရှောက်နေတဲ့သူ့ဟာသူရှောက်နေတဲ့လူကိုကျွန်တော်တို့တွေကကဖြတ်ကရက်လောက်လာတယ်ပေါ့နော်ဘာလို့လဲဆိုတော့ငါတော့မဖြစ်တာ तू ကဘာလို့ဖြစ်နေရလဲဆိုရယ်မနာလိုမုန်းထားမှုနဲ့အဲ့လူရဲ့လမ်းကိုပိတ်မှုတွေဖြက်စီးမှုတွေနဲ့ဖြက်စီးမှုတွေနဲ့သူရဲ့ကိုရိုင်းရဲ့မကျေနပ်မှုကိုရိုင်းရဲ့တိမ်ငယ်မှုကိုဖုံးကွယ်ဖို့အတွက်ဖြက်လို့ဖြက်စီးလောက်လာကြရဲပေါ့နော်အဲ့ဒါကမိန်းကလေးတော်တော်များများမှာထူးသဖြင့်ဖြစ်နိုင်တယ်လို့ယောက်ျားလေးတွေမှာလည်းရှိရပေါ့နော်ထူးသဖြင့်ယောက်ျားလေးချင်းမှာလည်းရှိတယ်လို့ယောက်ျားလေးကမိန်းကလေးပေါ်မှာမနာလိုမုန်းထားမှုဖြစ်တဲ့ခါမှာဆိုရင်တော့တော်တော်ဆိုးရရပေါ့နော်ဘာလို့လဲဆိုတော့ခါကြောင့်အခုချိန်ထိဖိုးဝါရာကြီးတဲ့လူတွေဆိုလို့ရှိရင်ပေါ့နော်မိန်းမတစ်ယောက်ကသူ့ထက်ပိုပြီးတော့မှတာနေရဲဆိုလို့ရှိရင်သူတို့ကမခံချင်ကြဘူးပေါ့နော်မခံချင်ကြတဲ့အခါမှာအဲ့မိန်းမရဲ့တောက်ပမှုဗာလဲသူ့ရဲ့ကောင်းမွန်စွာရှောက်လန်းနေမှုတွေကိုကဖြတ်ကရက်လုပ်ဖို့အတွက်အဲ့လိုမျိုးပေါ့နော်နောက်ွယ်ရနေပြီးတော့ပါပေါ့နောက်ွယ်ရနေပြီးတော့မှသူကမကောင်းတဲ့သတင်းတွေလွှင့်နေမကောင်းတဲ့အရာတွေအပုတ်ချရတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိရပေါ့နော်အဲ့တော့ခါကျတော့အထူးသဖြင့်ကျွန်တော်ပြောချင်တာကအဲ့လိုjealousy ဖြစ်တယ်ဆိုတာကအဓိကအကြောင်းကြီးကတော့ကိုယ်တိုင်းကိုယ့်ဘာကိုလုံလောက်တယ်လို့မခံစားရတဲ့အခါကိုယ်တိုင်းကိုယ့်ဘာကိုတိမ်ငယ်စိတ်များပြီးတော့ခါကြတော့drama တွေခင်းတတ်တဲ့လူမျိုးတွေမှာတော်တော်များများဖြစ်များပါတယ်ပြီးတော့ခါကြတော့လိုမျိုးယောက်ျားလေးချင်းမနာလို့ဖြစ်လို့ရှိရင်သူတို့တွေကဘယ်လိုပြောမလဲထိတ်တိုက်ရင်ဆိုင်ကြပြီမယ်မိန်းကလေးတယောက်ကိုမနာလို့ဖြစ်တဲ့အခါမှာကြာရင်ကြတော့အဲ့ဒီယောက်ျားတွေကထိတ်တိုက်ရင်ဆိုင်လို့ရှိရင်သူ့ရဲ့ယောက်ျားတိတ်ခါယောက်ျားမနာကဘယ်လိုပြောမလဲယောက်ျားဖြစ်ရတဲ့မိန်းမတယောက်ကိုဒီလိုလောက်ရလားဆိုတော့ public အမြင်ရှိရပါတော့အမြင်ရှိတဲ့အခါမှာအဲ့လိုအမြင်မျိုးအမြင်မခံနိုင်တဲ့အခါနောက်ွယ်ရနေပြီးတော့မှအဲ့လိုမျိုးတွေလုပ်တယ်ပေါ့နော်ဒါကတော့အဲ့လိုယောက်ျားတစ်ယောက်ကမိန်းမတစ်ယောက်ကိုအဲ့လိုမနာလိုမုန်းထားမှုတွေဖြစ်တဲ့အခါမှာပေါ့နော်အဲ့ဒီနေတူပဲမိန်းကလေးတွေချင်းရကြတော့မိန်းကလေးချင်းမနာလိုဝင်တမှုဖြစ်တဲ့အခါမှာသူတို့တွေကနာလိုဝင်မှုဖြစ်တဲ့အခါမှာသူတို့တွေကခုနနှစ်နည်းလုံးသုံးတယ်ပေါ့နော်နှစ်နည်းလုံးသုံးတယ်ထိတ်တိုက်လဲရင်စားထိတ်တိုက်လဲလုပ်တယ်လို့မျိုးနောက်ွယ်ရနေပြီးတော့မှလည်းလုပ်တယ်ပေါ့နော်နောက်ွယ်ရနေပြီးတော့မှလည်းလုပ်တယ်နောက်ပြီးကြတော့ကျွန်တော်တခုပြောချင်တာကျွန်တော်အမြဲတမ်းဖတ်ရတဲ့စာလေးတစ်ခုရှိရပေါ့နော်မိန်းမတစ်ယောက်ရဲ့မကောင်းကြောင်းကိုအဲ့ဒီမိန်းမကိုရယူနိုင်စွမ်းမရှိတဲ့ယောက်ျားတစ်ယောက်စီကလည်းကြားရတတ်တယ်လို့အဲ့ဒီမိန်းမကိုဘယ်တော့မှမရှင်းနိုင်မဲ့မိန်းမတစ်ယောက်စီကလည်းကြားရနိုင်တယ်ဆိုတဲ့စာသားလေးပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့တော့ခါကျတော့အဲ့ဒီစာသားလေးလိုပဲအဲ့လို jealousy ဖြစ်တဲ့မိန်းမတယောက်ကို jealousy ဖြစ်ပြီဆိုလို့ရှိရင်အဲ့လိုလူမျိုးတွေကပို့ပြီးတော့မှအဲ့မိန်းမရဲ့အနာဂတ်တွေကိုအဲ့မိန်းမရဲ့ပုံရိပ်တွေကိုဖျက်ဆီးတတ်ကြရဲပေါ့နော်ပြီးတော့ခါကျတော့အဲ့လိုမျိုးယောက်ျားတယောက်ကိုမနာလို့ဖြစ်ပြီဆိုလို့ရှိရင်ယောက်ျားတယောက်ကိုမိန်းမတယောက်ကမနာလို့ဖြစ်တယ်ဆိုတော့တော်တော်ရှားပါတယ် jealousy ဖြစ်တာကအမှန်တိုင်းပြောရရင်တော့မကောင်းပေါ့နော်မကောင်းဆိုတော့ခါကျတော့ကျွန်တော်ကအရင်တုန်းကကြတော့အဲ့ဒီ jealousy ဖြစ်တဲ့အရာတွေကို
ကိုတတိထားမိလိုက်တဲ့အချိန်မှာဘလောက်တောင်ဖြစ်သွားလဲဆိုတော့ခါကျငါအဲ့လောက်ကြီးထီတောင်မှအဲ့လိုကြီးတွေတောင်မှငါ jealousy ဖြစ်ခဲ့တာပါလားဆိုပြီးတော့မှလေကိုဘယ်လိုပြောမလဲquality ပေါ့နော်ပြစ်တင်စိတ်ရှိခဲ့ရပေါ့နော်ပြစ်တင်စိတ်ရှိခဲ့တဲ့အခါကျတော့အဲ့ဒီအပြစ်တင်စိတ်ကိုဖြောက်ဖို့အတွက်ကျွန်တော်စူးစမ်းရတယ်ပေါ့နော် okay ငါအဲ့ဒီတော့ငါလိုမျိုးတွေ jealousy တွေဖြစ်ခဲ့ပြီးတော့မှငါလိုမျိုးလုံးရက်တင်ကလုံးခဲ့တာပါလားပေါ့နော်အဲ့လိုမျိုးလုံးရက်တွေဆိုတာဘယ်လိုပြောမလဲကျွန်တော်ကိုယ်တိုင်တော့မသိလိုက်ပဲနဲ့သူတစ်ပါးကိုကျွန်တော်ကအဲ့လိုပြောလိုက်မိတာဆိုလိုက်မိတာရှိရပေါ့နော်အဲ့လိုမျိုးတွေငါပြောလိုက်မိတာပါလားဆိုလိုက်မိတာပါလားပေါ့နော်အဲ့လိုမျိုးနေနဲ့ကျွန်တော်ကအဲ့လိုမျိုးဟိုပါလေပြန်ပြီးတော့မှသုံးသက်ဖြစ်တဲ့အခါအဲ့လိုမျိုးသုံးသက်ဖြစ်တယ်သုံးသက်ဖြစ်ပြီးတော့ခါကျအဲ့ချိန်တော့ကိုယ့်ကိုquality ပေါ့နော်ပြစ်တင်စိတ်ရှိခဲ့ရပေါ့နော်ပြစ်တင်စိတ်ရှိပြီးတော့ခါကျပြစ်တင်စိတ်ရှိတယ်ဆိုတာကိုမားကိုသိတဲ့အချိန်မှာပြစ်တင်စိတ်ရှိတာပေါ့နော်အဲ့တော့ကိုမားကိုသိပြီဆိုလို့ရှိရင် okay ငါဒီပြစ်တင်စိတ်ကဒါပြီးသွားတဲ့ကိစ္စဖြစ်တဲ့အတွက်ငါဒီဟာကိုငါပြန်ပြင်ဆင်လို့ရနိုင်မလားပြန်ပြင်ဆင်လို့ရနိုင်တယ်ဆိုလို့ရှိရင်ပြင်ဆင်တယ်ပြန်ပြင်ဆင်လို့မရနိုင်ဘူးဆိုလို့ရှိရင်เนาะကျွန်တော်ကအဲ့လိုဘယ်လိုပြောမလဲရှေ့လျှောက်ကျွန်တော်ဘယ်လိုကောင်းအောင်နေမလဲပေါ့နော်ငါအဲ့လို jealousy မဖြစ်အောင်ဘယ်လိုနေမလဲပေါ့နော်အဲ့လိုမျိုးကိုစောင့်ထိန်ပြီးတော့မှနေရပေါ့နော်ဒါပေမဲ့တခုရှိတာကကျွန်တော်က jealousy ဖြစ်လို့ဆိုပြီးတော့သူတစ်ပါးဘဝကိုကျွန်တော်ပျက်စီးခဲ့တဲ့ဟာအရာတော့မရှိခဲ့ဘူးပေါ့နော်အဲ့ဒါကကျွန်တော်တို့တော်တော်လေးကိုဘယ်လိုပြောမလဲစိတ်ခံတာရတဲ့အရာပေါ့နော်ကျွန်တော်ကအဲ့လိုမျိုးjealousy ဖြစ်ခဲ့လို့ပြောမဆိုမှသူ့ကိုပြောမဆိုမှရှိခဲ့တယ်ဆိုပေမဲ့ကျွန်တော်ကြောင့်မလို့ကျွန်တော်ရဲ့ jealousy ကြောင့်မလို့သူတို့ဘာရဲ့ဘဝကိုဖြတ်လို့ဖြတ်စီးလုပ်ခဲ့တာမျိုးတော့ကျွန်တော်မရှိခဲ့ဘူးပေါ့နော်အဲ့တော့ခါကျတော့ဒါကျွန်တော်ကိုယ့်အကိုပြန်သုံးသပ်ခဲ့တဲ့အချိန်တွေတော့ကကျွန်တော်သိခဲ့တဲ့အရာပေါ့နော်အဲ့ဒီအရာကျွန်တော်တော်တော်လေးကိုစိတ်ခံစားမှုရစေတယ်ပေါ့နော်အဲ့တော့ခါကျတော့အဲ့တော့ခါကျတော့ခုနပြောသလိုကျွန်တော်ရဲ့ jealousy ကိုအဲ့လိုမျိုးနီးနေကျွန်တော်ကပေါ့နော်စောင့်ထိန်ခဲ့တယ်ဘာလို့လဲဆိုတော့ခါကြတော့လူတိုင်းရဲ့ဘဝတန်မိုးရှိရလीเนาะတန်မိုးရှိရဆိုတော့ခါကြတော့ကိုယ့်ဘဝကိုတော့မှကိုတို့တန်မိုးရှိနဲ့နေခြင်းနဲ့တန်မိုးထားခံရစေခြင်းနဲ့ကောင်းကောင်းမွန်မွန်နဲ့ဖြတ်တန်းခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့သူများဘဝကိုဖြတ်လို့ဖြတ်စီးနဲ့ကောင်းကောင်းမွန်မွန်မနေရအောင်လို့လုပ်မှလဲเนาะဘာလဲဆိုတော့ခါကိုတိုင်းမှတောင်မှဒီလိုနေခြင်းလို့ရှိရင်သူများဘဝကိုသူများရောအဲ့လိုမနေခြင်းဘူးလားပေါ့နော်အဲ့လိုစိတ်နဲ့တွေးကြည့်ပေါ့နော်ခံစားကြည့်ပေါ့နော်အဲ့တော့ခါကြတော့ကိုတိုင်းတောင်မှဒီလိုမျိုးတန်မိုးထားခံခြင်းနဲ့ကိုတိုင်းတောင်မှဒီလိုမျိုးအဲ့လိုမျိုးတန်မိုးရှိရဲ့လူတယောက်ဖြစ်နေကောင်းမွန်တဲ့ဘဝမှာကောင်းကောင်းမွန်မွန်နေခြင်းနဲ့ဆိုလို့ရှိရင်သူများတွေလည်းအဲ့လိုမျိုးနေခြင်းမှာပဲဆိုတော့စိတ်မျိုးနဲ့သူတို့ရဲ့ဘဝကိုဖြတ်လို့ဖြတ်စီးမလှုပ်ချင်းကကျွန်တော်တို့အကောင်းမွန်တဲ့ society တစ်ခုကိုပေးနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ခံယူတယ်ပေါ့နော်အဲ့တော့ခါကြတော့အရင်ဆုံးသူတစ်ပါးရဲ့ဘဝကိုဖြတ်လို့ဖြတ်စီးလုပ်တော့မယ်ဆိုလို့ရှိရင်ငါကရောအဲ့လိုဘဝမျိုးရောက်နေတဲ့အချိန်ငါ့ကိုတယောက်ကဖြတ်လို့ဖြတ်စီးလာလို့ရင်ငါကြိုက်မှာလားဆိုတဲ့မိကွန်းကိုကိုအရင်ဆုံးပြန်မေးကြည့်ပါလို့ကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့တော့ခါကြတော့အဲ့လိုမျိုးဒါမေးကြည့်ဒါပေမဲ့အဲ့လိုမျိုးမေးကြည့်ပါလို့ပြောချင်တယ်ဆိုလို့ရှိရင်ကျွန်တော်စီကိုဇောရကတက်ပါလိမ့်မယ်ပေါ့နော်ဘလို့ဇောရကတက်ပါလိမ့်မယ်ဆိုတာဘလို့လဲဆိုတော့ခါကြတော့ငါတော့မှငါအဲ့လိုဘဝမျိုးမဖြစ်မှမဖြစ်နိုင်တာငါအဲ့လိုမျိုးတွေးပေးစရာလားဆိုပြီးတော့မှအဲ့လိုမျိုးတွေးလိုမျိုးလုံးဝကို dark side negative ကိုရောက်နေတဲ့လူတွေလည်းရှိနိုင်တယ်ပေါ့နော်ကျွန်တော်ပြောချင်တာအဲ့လိုလူမျိုးရှိရဆိုလို့ရှင်လည်းအဲ့လိုလူမျိုးတွေအတွက်ပြောပေးချင်တာကဘာလဲဆိုတော့ခါကြတော့သူ့လိုဘဝမျိုးကိုကမရောက်နိုင်လို့ရှင်ရင်သူနဲ့ကိုမနိုင်ရှင်မဲနဲ့ကိုကလည်းကိုဘဝမှာရရှိထားတဲ့နေရာတစ်ခုကိုတန်မိုးထားကြည့်ပါလို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ကိုရရှိထားတဲ့အရာကတုံညဆိုရင်တော့မှကျွန်တော်တို့မှာတုံညဆိုတာကကျွန်တော်တို့အတွက်အရာအစားပြုဖို့အတွက်ဖြစ်နိုင်တဲ့အရာလေးเนาะလုံးဝ0 1 2 3 4 အပေါ်တက်သွားတာလीเนาะအဲ့တော့ခါကျကျွန်တော်တို့မှာတုံညာရှိနေတယ်ဆိုရင်တော့မှဒါကျွန်တော်တို့အတွက်
အပေါ်ကိုတက်ဖို့အတွက်ဘယ်အရာပဲဖြစ်ဖြစ်စလုံနိုင်စွမ်းစလုံနိုင်ခွင့်ရှိတဲ့အရာလေးเนาะအဲ့တော့ခါကြတော့အဲ့လိုလူမျိုးတွေဆိုရင်တော့မှသူလိုဘဝမျိုးကိုငါမနေရလို့ငါဒီလိုမျိုးလုပ်တယ်လေးဆိုပြီးတော့မှမတွေးပဲနဲ့သူအဲ့လိုဘဝမျိုးကိုရထားတယ်ငါရဲ့ဘဝကိုဒီထက်မြင်မအောင်ငါဘယ်လိုမျိုးလုပ်နိုင်မလဲဆိုပြီးတော့ကိုယ့်ဟာကိုပဲကိုလန်းကိုရှောက်ချင်းအဖြစ်သူများဘဝကိုမနှောက်ယှက်ပဲနဲ့ကိုယ့်ဘဝကိုတိဆောက်ခြင်းဖြင့်ကောင်းမွန်တဲ့ society ကောင်းမွန်တဲ့ life ကိုရရှိနိုင်မှုကြိုးစားကြပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ကဲကျွန်တော်ဒီချိပဲဆုံးသက်ပြရစီ bye bye